တေးတွေကပြန်လာမလို့လားငါစိတ်တွေအခန်းနဲ့သုံးချက်တဲကြီးမှာဆွဲနေတာပြန်လာအောင်မလားတကယ်လက်တွေ့ဘွားမှာတော့ငါရှော့သမားလူတွေကြားတယ်မှာတော့ခံစားချက်အမှန်ငါထုံပြတာကြောင့်ငါပြုံးနေရတယ်မင်းတို့မြင်တယ်ပါငါပတ်မှာကြတော့မင်းတို့မသိရအမှောင်ဖုံးသွားရှင်တူပြောခဲ့ရတယ်ရှင်တူသွားခဲ့တာရှင်တူခံစားချက်တွေမျှခဲ့ရှင်တူပဲစောက်ကြီးထားခဲ့ရှင်တူငါတို့ရဲ့ကြားထဲမှာဘာမှမလိုအပ်ဘူးဆိုပြီးမန်ကြွခဲ့တာရှင်တူပဲငါတို့မှားခဲ့တယ်မှားတွေကြားထဲမှာပျော်ပါခဲ့တယ်ဆက်သွားနေရမှာပဲဒီဘွားကမင်းမပါလေပဲငါတယောက်နဲ့အချင်းကားလိုက်ရှင်းပြီးစောင့်ခဲ့တာပဲလမ်းလွဲသွားတော့ဘာကြောင့်လဲကွာအမတီးခဲ့ပါငါတီးတဲ့ရိုက်ဖွင့်ပြပါဆိုလေမင်းငါပေါ်အနေငယ်တော့မှားခဲ့တာပြပြတော့ဟုတ်ပါဘူး baby နောက်တော့ကောမင်းမဆိုးလို့ငါထောက်ပြတာငါပြောချင်တဲ့အကြောင်းအရာတွေလဲချက်လောက်ချင်းပြီးတော့မင်းနားထောင်ပါငါဖြစ်ချင်တာငါပြောတယ်မဟုတ်လို့မျိုးမင်းဖြစ်ချင်တာပဲငါမပြောနဲ့ကွာချစ်သူကြီးစားဆိုတဲ့ဘောပါဝါနှစ်ယောက်တူခံစားချက်တွေမျှတယ်တယောက်တစ်ဖက်ပဲကြည့်ပြီးဝေးသွားရင်တော့တက်လို့ချင်းနေလက်ကားပဲကွာဟိုတိတ်တွေကိုပြန်ဆွေးပြောရရင်တော့ငါလဲပဲနေငယ်တော့ညံနေခဲ့ငါတွေးရငါ့ကိုလာပြန်တဲ့ငါဘက်ကမှလို့မင်းဘက်ကလည်းမှန်ခဲ့ဆိုတော့ဝေးသွားတဲ့အကြောင်းပြချက်ကံပဲကွာတီးချက်မှုတွေတန်ဟုတ်ခံခဲ့တယ်မင်းနဲ့နာကတော့ဆိုပြီး plan ဆွဲခဲ့မယ်နောက်ဆုံးတော့လှည့်ပြီးငါပြန်ခဲ့တယ်အဲ့ဒီညကအဲ့လိုမျိုးမပြောခဲ့မိမင်းနဲ့ကူးချင်းတီငါပြောနေရမှာမိကိုမေးဖို့နောက်တစ်ဆော်ထားပါလို့ပြောနေလဲငါအတွက်တော့အဲ့လိုမလွယ်ကူဟာငါအိုးနောက်ဒီကိုမီကိုပြောမိတဲ့စကားတွေကြောင့်ငါဘက်ကမှလို့နင်းလာလောက်ပြချစ်တဲ့ဆိုပြီးနှုတ်ကထွက်လာပြီမယ်တကယ်လက်တွေ့ကြတော့အပြင်မှာထုံပြတယောက်နဲ့တယောက်တူကျင်တာခဏမှတော့ဘာမှမသိတော့အမြင်ဖုံသွားပြီးမကျင်တာတော့တဲ့အချင်းရောက်နင်ပါလုံးလဲဆိုတာအပြေကထုံပြငါလည်းငါကိုမှပြန်ပေးပါဒီလိုလမ်းခွဲဖို့ဆိုတာကတော့တေချာလို့လားခံနိုင်တော့ပဲရှိမှာငါလည်းလုံးသားနဲ့အိုးနောက်နဲ့လူပါပဲဟာစိတ်တယ်နေငါအေးမြာလို့ရှစ်ဆက်ရဖို့ငါမပါဘဲနဲ့ငါလည်းမင်းမပါဘဲနဲ့ဘောက်ထားချစဖြတ်တန်းနေပြီးမျိုးပြန်လာပြီးတိုင်းမှာပေးနေအတိတ်ကိုတိတ်မှာပဲထားခဲ့တာကောင်းပါတယ်ရှုံးထွက်ဖို့ခက်နေကုပြန်တယ်လို့ပဲမင်းနောက်ကိုလိုက်ဖို့မရွှေတော့ရွှေခဲ့တယ်ကြံခဲ့ဖို့ပဲအနောက်ကိုပြန်တယ်ဖို့အတွက်တန်းရတယ်ကုစားဖို့လိုအပ်တဲ့ရှားတွေကိုစောက်စက်နေသုံးပြီးပြောပါလိုက်ငါကကပါတစ်ဖက်ချမ်းခေါ်သွားလိုက်မယ်ဘာကြောင့်တွက်နေမှာဆိုစရာမကဲပေါ်လိုက်တောက်စားမူးကြီးပြောပါပြီးချိန်တိုင်းအိတ်တိုင်းမှာဘာမှမတွေ့ပဲတကယ်တော့ဘောမှာလေးနဲ့ထားတဲ့ရှားတွေကဘာမှဖြစ်မလာတော့တိုက်ပွဲမှာချက်ရှုံးတာပဲကွယ်ကဲတော့မင်းနဲ့ငါနဲ့ break ကလှုပ်လိုက်ရတဲ့အကြောင်းအရာငါအပေါင်းမများနဲ့အရှက်ဝိုင်းမှာပြောဖို့တွေ့ရှာလာတယ်တင်ငန်းစာများပထမဆုံးတောက်တဲ့ခွက်လောက်တော့အပြင်ပန်းမှာဟန်ဆောင်လို့ရပြီပဲနောက်ဆက်တစ်ခွက်တွေဝင်လာတော့ဟန်ဆောင်နိုင်တော့ငါရဲ့ရှင်ချမ်းနာတယ်ဒါလေးလေးရှောက်ချမ်းနဲ့ဖြစ်တတ်ပါတယ်ငါအောက်ဆုံးမှာကြာရှုံးခြင်းမင်းပပဝဲတစ်ဖက်အမောင်ဘုံကြီးမင်းဘုံကတင်းလက်လာမဆွေနောက်တင်ထမရှာပဲငါတီးသမျှလက်ခုပ်တိုင်းကမင်းတော့ပဲမင်းနဲ့ငါကြောက်ပဲချင်းနေကူစားရှင်းချက်လာမဆွေရှင်ပေးဆက်ထားတဲ့ချိန်ရကေရောရှာရချွင်းချက်ပါပဲမင်းဆက်ကထော်လာစကလို့တိုင်းကိုလေတန်ပိုးရည်ငါထားခဲ့တယ်ဒါပေမဲ့အဲ့ဒီညဖြစ်လာပြက်လာကြောက်စဉ်းစားချက်တယ်ဘလို့ဖြစ်ရှင်းရမလဲငါလည်းမသိတော့ရက်တီကိုမူးပြောက်တောက်ပြီးတော့အိတ်လိုက်တယ်မျက်လုံးတွေမှိတ်လိုက်တယ်မင်းတို့က baby ဆောက်တဲ့စိတ်ကြိုက်ကွယ်ငါတက်စမကြားချင်းဒီချုံပေးလိုက်ကွယ်လက်မနေနိုင်ပါဘူးတိပါတည့်ရဲ့ပေါ်အနေဆုံးချမယ်ဆိုတဲ့ကနေပေါ်အစပိုင်းမှာ AC လို့ဖြစ်နေပြီမဲ့နောက်တန်နေရလိုက်ငါဘလို့တက်စမတော့ငါလည်းပြက်သက်ရှုံးပါတယ်တကယ်တော့မပြိုင်နိုင်မင်းနေတော့ငါလည်းရှင်ဘက်တစ်ခုတော့ရှင်းခဲ့တော့နင်းခဲ့တော့နာကျင်နေပဲငါဖုံးတာပေါ့စိတ်တယ်နေ